ဒီကောင်ကကိုတော့ဘာလဲဆိုလို့ရှိရင်ဒီဟာလေးကိုညီလို့ဆွဲရမှာပေါ့နော်အခုတော့ဟိုရွှေဝေးဘာမှစဉ်းစားရမှာမလို့အခုတော့ဘာလုပ်ရမလဲဆိုလို့ဒီလမ်းကြောင်းလေးကိုစဉ်းစားရမှာဘာလို့ဒီကနေသူကအကုန်စတာကိုဒီကနေအကုန်စဆွဲရတာဆိုလို့ရှိရင်အခုဒီနားမှာစကယ်ရဘလောက် 1.4 စကယ်က 1.4 ဆိုတော့အခုတို့ကဟိုပါပေါ့ဒီမီလီမီတာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ 0.25 ပေါ့နော်ဒီ16ပိုင်း73ပိုင်း16ဒါကိုအခုတော့အပိုင်းကိန်းနဲ့ပဲအခုတို့ဆွဲလိုက်မယ်ပေါ့နော်ပြီးမှညီလေးတို့ကတကယ် unit အမှန်နဲ့ကိုတို့သွားမယ်အဲ့တော့ဒီမှာဆိုရင်ဒီကနေဒီကကိုတို့6ရှိပြီးရင်ကိုတို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီက radius ကဒါဒီ circle နှစ်ခုရဲ့ radius ပြီးရင်အခုဒီကောင်လေးရဲ့အခုတို့ဘာကိုပြရလဲဆိုလို့ရှိရင် radius ပေါ့နော်အဲ့တော့ဒီကောင် radius ပြောတယ်ပြီးရင်အခုဒီကောင်က15ဒီကောင်ဆိုလို့ရှိရင်ဒီကနေပြီးတော့30ဒါတော့ကိုသိသွားပြီပေါ့နော်ပြီးရင်အခုတို့ဒီမှာဘာအောင်ဆို radius တွေကြည့်မယ်ဒီကောင်ကညာတဲ့ radius ကိုပြောတယ်ဒီကောင် radius ကိုပြောတယ်နော်ပြီးသွားရင်အခုတို့ဒီကောင် radius တစ်ခုပြောတယ်အဲ့တော့အခုဒီကနေပဲအလုံးစဆွဲရမယ်အဲ့တော့အခုဒီနားလေးရဲ့ circle လေးတစ်လုံး1.4 ရယ် 30/60 ရယ်အဲ့နှလုံးကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲမယ်ဆိုလို့ရှိရင်အခုတို့ AutoCAD ထဲကိုသွားမယ်ပြီးရင်အခုတို့ဒီမှာ 1.4 ပေါ့ circle လေးတစ်ဝိုင်းကိုဝိုင်းလိုက်တယ်နော်ဒီကောင်ကဘယ်လောက်လဲဆိုလို့ရှိရင်သူ radius ပေါ့နော် 1/4 1 by ပေါ့နော်4 1/4 under နော်ဒါကအခုတော့ radius 1.4 ရှိတယ်အခုတို့ကຢာလေးလုံးဆွဲလိုက်တယ်နောက်တစ်ခုကအခုတို့ radius 73/16ပေါ့နော်အဲ့တော့အခုတို့ကဒီမှာ circle under နော်ဒီကောင်ထောက်ပြီးတော့အခုတို့ကဒီမှာ radius 73/16နော် under တပြီးသွားပြီဆိုတော့အခုဒီစင်တာလေးကနေပြီးတော့ဒီဘက်ကိုဆို6သွားဒီမှာ circle တစ်လုံးပေါ့နော်အဲ့တော့အခုတို့ကဒီကောင်လေးကို select မှတ်လိုက်တယ် copy နော် copy ပြီးရင်ဒီဘက်ကိုအခုတို့ဘယ်လောက်သွားလဲဆိုလို့ရှိရင်6သွားလိုက်ဒါဆိုကိုတို့ရဲ့ဒီဟိုလေးနှစ်ခုကိုတို့ရသွားတယ်နော်ခဏလေးနော် okay အဲ့ဒါဆိုလို့ရှိရင်ကိုဒါလေးရပါတယ်ဆိုတော့ဟိုဒီနှစ်ကရပါတယ်အဲ့တော့အခုဒီကနေပြီးတော့ဒီထိကိုကို circle တစ်ဝိုင်းဆွဲမယ် circle တစ်ဝိုင်းဆွဲတဲ့အခါမှာဒီကောင်ရဲ့ circle ရဲ့ radius ကဘယ်လောက်ရှိလဲ r ကကိုတို့က 3/8 ပေါ့နော်အဲ့တော့ 3/8 ဆိုဒီကောင်ပေါင်းမယ်ဆိုရင်3/4 နဲ့အခုတော့ခွန်နဲ့ပေါင်းတော့31/8 ပေါ့နော်အဲ့တော့ radius 31/8နဲ့အခုတော့ဒီ circle လေးတစ်ဝိုင်းဝိုင်းလိုက်အဲ့တော့ကိုတို့ကဘယ်လောက်လာမလဲဆိုလို့ရှိရင် circle နော် circle မှာအခု radius ကို31အခုတော့ by 8နော်ဒီ circle လေးတစ်ဝိုင်းဝိုင်းပြီးသွားတယ်ဝိုင်းပြီးသွားရင်အခုဒီမှာဘာလာမလဲဆိုဒီကနေဒီ line လေးတစ်ချောင်းဆွဲလိုက်မယ်ဒီအပေါ် vertical line လေးတစ် line ဆွဲလိုက်မယ်ပေါ့နော် vertical line ကို2 line ဆွဲလိုက်နိုင်ဆွဲမယ်ဆိုတော့အခုကဒီကောင်ကတော့ u line နဲ့ပဲသွားလိုက်မယ်ဒီလိုက dotted line လေးပါလေးပြန်ပြောင်းလို့ရတယ်ထားပါအခု line သွားလိုက်တယ် vertically အခု line သွားလိုက်တယ်ပြီးရင်ကို rotate under ဒီကောင်ထောက်တယ် under ဒီက baseline ကလေးထောက်တယ်ပေါ့နော်ပြီးရင်ကိုတော့ copy ပြီးရင်ဒီကောင်ကနိုင်လက်တံဒီကောင်ကပြောင်းပြန်လဲတာပေါ့နော်ပြောင်းပြန်လဲတာဖြစ်တဲ့အတွက်ကြောင့်အခုတို့ကနိုင်လက်တံပြောင်းပြန်ဆိုလို့ရှိရင်အခုတို့ကအပေါင်းတန်မှုပဲတကယ်လို့အခုတို့ကအနှုတ်ပြောင်းပြန်လဲခြင်းနဲ့ဆိုလို့ရှိရင်အနှုတ်တန်မှုအနှုတ်15လို့ရေးလိုက်ဘာလို့လဲဆိုလို့ရှိရင်ဒီမှာအခုတို့15ကအပေါ်တက်သွားလို့တကယ်15အောက်ကိုဆင်းသွားလို့ရှိရင်အခု15လို့ရေးလို့ရအနှုတ်15ဆိုအခုထည့်ပြီးတော့အဲ့ဒါနှစ်လို့ဒီကောင်အပေါ်ထောင်းသွားဒီကောင်ကြလဲအခု rotate ဒီမှာ click ထောက်လိုက်တယ်ပေါ့နော် click ထောက်ပြီးတော့ဒီမှာ copy တော့ယူလိုက်တယ်ပြီးရင်သူကဘာလဲဆိုလို့ရှိရင်ဒီကနေ30ခွာတယ်သူကနိုင်လက်တံပြောင်းပြန်ဆိုတော့အဲ့တော့ဆိုအခုဘာမှအနှုတ်တံမိုးထည့်ကြမလို့အဲ့တော့ကိုဒီမှာ30ရေးလိုက်တယ်ဆိုတော့ဒါလေးနှစ်ခုပြီးသွားရင်ကိုဒီမှာ train လိုက်တယ်ပေါ့နော်ဆိုတော့ဒီနားက down လေးရယ်ဒီကောင်လေးရယ် train လိုက်တယ်ဆိုလို့ရှိရင်ကိုတို့ကဒီကောင်လေးရရပါဒါ radius ရသွားပြီပေါ့နော်ပြီးရင်ကိုဒီကနေဒီကသူက 1/2 ရှိတယ်ပေါ့ဒီမှာဆိုလို့ရှိရင်ကိုတို့ကဒီမှာသူ့ရဲ့ r တန်မိုးကဘယ်လောက်ရှိလဲဆိုလို့ရှိရင် 1/4 ဟိုနှလုံးရှိတယ်ပေါ့နော်အဲ့တော့ကိုတို့ကဒီမှာ circle လေးဝိုင်းလိုက်မယ်အာတန်မိုးကကိုတော့ 1/4 under ပါနော်သူကနှလုံးရှိတော့အဲ့နှလုံးလုံးကို copy ကူးလိုက်တယ် copy ကူးပြီးတော့အခုဒီကိုသွားတယ်နော်ပြီးလို့ရှိရင်အခုကဒီကောင်နဲ့ဒီထဲမှာ 1/2 ပေါ့နော် 1/2 တချမ်းတဲ့ခါကျတော့အခုတို့ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင် 1/4 စီပေါ့နော်အဲ့တော့အခုတို့ကဒီမှာ offset ပေါ့နော် 1/4 နော်ပြီးသွားရင်အခုဒီအထက်အားလေး trim ပေးမယ်နော်ဒီကောင်လေးကို trim လိုက်နော်အဲ့တော့ဟိုဒီကောင်ကိုလည်းအခုတော့ဘယ်ထိပဲထားမလဲဆို3 trim နော်အခုတော့ဒီထိပဲထားလိုက်မယ်ဒါလေးတွေကိုဖြတ်လိုက်နော်ဖြတ်ပြီးသွားတော့အခုတော့အခုတို့ကဒီကောင်လေးတွေကိုဆွဲပြီးသွားပြီဒီစာကဲတခုထက်လာမယ်ဆိုတော့ဒီစာကဲကအခုတို့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်
အခုတို့ကဒီမှာဆိုလို့ရှိရင်3/4ပေါ့နော်ဒီကောင်3/4တစ်ခုထပ်လာမယ်3/4တစ်ခုထပ်လာမယ်ဆိုတော့အခုတို့ကဒီကောင်ကို3/4အခုတို့က radius ကိုဆက်သွားမယ်ပေါ့နော်အဲ့တော့ radius 3/4အဲ့တော့အခုတို့ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင် radius 3/4 circle under နော်ဒီကောင်ကိုအခုတို့က radius 3/4နော် radius 3/4ပြီးသွားရင်အခုတို့ဒီမှာဘာလာမလဲဆိုလို့ရှိရင်တော့ဒီဘက်ကိုလို့ offset တာမျိုးတစ်ခုရတယ်ဒီဘက်ကိုလို့ offset ရတယ်အဲ့တော့အဲ့ဒီ offset ရဲ့ value က3/4နဲ့အတူတူပဲဘာလို့လဲ3/4ကဒီထိရှိတယ်ပေါ့နော်အဲ့တော့3/4အခုတို့ရိုက်လိုက်မယ်ဆိုတော့အခုတို့ဒီမှာ offset under 3/4နော်ဒါလေးကိုအခု offset ရိုက်လိုက်နော် offset ကဒီအတွင်းထဲကောင်ပေါ့နော်မှားလို့ကောင်းလေးဖြစ်ရမှာနော်ဒါလေးကိုအခုဖြစ်လိုက်တယ် okay ပြီးလဲပြီးတော့အခုတို့ကဘာဒီနားလေးက line လေးကိုအခုတို့ဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်မယ်ဆိုတော့အခုတို့ကဘာလုပ်လိုက်မလဲဒါကိုဖြတ်လိုက်ဒီကောင်လေးကိုဖြတ်လိုက်တယ်ဒါလေးပဲပြီးရင်အခုတို့နောက်တစ်ခုကဒီကောင်ကဘာလဲဆိုလို့ရှိရင် radius က r 1 and 1/4ပေါ့နော်ဒါဆိုလို့ရှိရင် 5/4 ဆိုတဲ့ value ဒီ value လေးအဲ့တော့အခုတို့ကဒီမှာ 5/4 အခုတို့ကဆွဲမယ်ဒီနားလေးမှာပေါ့နော်အဲ့တော့ဆွဲမယ်ဆိုလို့ရှိရင် circle မှာအခုတို့ကဘာရှိလဲဆိုလို့ရှိရင် tangent radius ဆိုတာလေးရှိတယ်ပေါ့နော် TDR ပေါ့အဲ့ဒီမှာအခုတော့ first object က base point the first circle ပေါ့ okay ဒီ circle လေး second circle ဒါလေးဒီ radius ကအခုတို့ဆောင်းတာတော့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်1 and 1/4ဆို 5/4 ပေါ့နော်အခုတော့ 5/4 under ဆိုလို့ရှိရင်ဒါလေးရပါတယ်ပြီးမှအခုဒီဘက်ကဟာလေးပြန် trim ပြလိုက်ပါနော်အဲ့တော့အခုဒီနားလေး circle ရပါတယ်ပြီးတော့နောက်တစ်ခုကဘာလာမလဲဆိုဒါလေးဒီကောင်ကြတော့အခုတော့ဘာလာလဲဆိုလို့ရှိရင် r 3/4ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတို့ကဆွဲပြရr 3/4ဆွဲတဲ့အခါမှာတော့ဒီကနေပဲ straight သွားတဲ့ဟာလေးပေါ့နော်အဲ့တော့အခုတို့ဒီကောင်ကို straight ဆွဲပြမယ်ဒီလိုရှိတယ်ဒီကနေပြီးတော့လေနော်လို straight တစ်ခုရှိမယ်ဆိုတော့ဟို straight တစ်ခုအဲ့ straight ကကိုဘယ်ထိပဲပါမလဲဆိုလို့ရှိရင်ဒီကောင်ကဒီနားလေးထိပဲအဲ့တော့အဲ့ဒီကောင် radius လေးကိုကိုယ်ဆွဲမယ်အဲ့တော့ကိုတို့ကဘာနဲ့ဆွဲမလဲဆိုလို့ရှိရင်ဒီမှာ f n r n နော်အခုတော့ဘာ5/5သူကဘယ်လောက်ရှိလဲ r နဲ့ failure နဲ့သွားလိုက်ရဒီကောင်ဘယ်လောက် 3/4 ပေါ့နော်အဲ့တော့ကိုတို့ကဘယ်လောက်ရှိမလဲ 3/4 under ဒီကောင်နဲ့ဒါလေးနဲ့ပြီးလဲပြီးတော့အခုတော့ဘာဒီကောင်ကိုထွန်းလိုက်မယ်ဒါတွေကမလိုတော့ဘူးနော်သူ့ပုံထဲမှာလည်းမပါဘူးနော်ဒါလေးနော်ဒါလေးတွေကိုဖြစ်လိုက်မယ်အဲ့ဒါအခုဒါလေးပြီးသွားပြီပြီးသွားရင် channel over damage တိုင်းတာပါညာကိုယ့်အကိုလုပ်ပေါ့နော်ပြီးသွားရင်ဒီမှာအခုဒီကောင်လေးတွေဆိုလို့ရှိရင် line type ကိုကိုတို့ change မယ်အနီရောင်လေးပြောင်းနေတယ် line type က dot tag ကလေးနေပေါ့နော် dot tag လေးမှာအခု line type ကိုသွားလိုက်တယ် line type မှာအခုရှိလာအဲ့ဒီမှာအခုတော့ဘာ line type ကလေးကိုကိုတို့ change မယ်ဒီ line type ပါနော် change မယ်ဆိုတော့အခုဒီမှာ property မှာသွားလိုက်တယ် dot tag ကလေးဒီ dot tag ကမကြိုက်လို့ရှိရင်တခြားဟာ change လို့ရဒီမှာအများကြီးရှိတယ်ပေါ့နော်အာသာတွေကိုသွားလိုက်တယ်သွားလိုက်လို့ရှိရင်အခုဒီမှာလောက်ပေါ့လောက်မှာအခုတော့ဒီမှာဒါလေးထည့်မယ်ပေါ့ okay ဆိုလို့ရှိရင်အဲ့ဒီကောင်လေးဒီမှာဝင်လာတယ်ပေါ့နော် okay ပေါ့ပြီးသွားရင်အဲ့ဒီကောင်လေးကိုအခုဒီမှာ click မှတ်လိုက်တယ် click မှတ်တယ်ပြီးသွားရင်အဲ့ဒီ dot လေးကိုအခု change မယ်ပေါ့နော်ဒါလေး okay အဲ့ဒီမှာ scale ကအရင်ဟိုစိတ်တယ်ပေါ့နော်စိတ်တယ်ဆိုအခုကဒီမှာ 0.1 လောက်ထားကြည့်တယ်နော်ဒါမျိုးလေး0.1 မှာနည်းနည်းကျဲသေးတယ်ဆိုလို့ရှိရင် 0. ဟောပေါ့ 0.5 လောက်ထားလိုက်နော်ဒါမျိုးလေးပေါ့နော်ဒါကကိုနမူနာပြောတာပေါ့နော်ကိုတကယ်လုပ်တဲ့ခါကျရင်တော့ဒီယာနဲ့လုပ်နော်ဒါလေးတွေကိုကသူကအယောင်လေးပြောင်းလိုက်တယ်ပြီးရင်ဒါလေးတွေကိုတော့ပါ mask လုပ်ပဲ mask ပို့လိုက်တယ်အဲ့ဒါပြီးတော့နော်ကျန်တာတော့သူပုံနေတဲ့အတိုင်းပဲကို try မကျင်းတဲ့ပုံစံတိုင်းလိုက်ပါနော်အဲ့တော့ဒါလေးတစ်ခုအခုပြီးသွားတယ်